လားလေးလုံးလုံးယူမယ်ဆိုတဲ့အာဆနယ်အသင်းဟာကမ္ဘာချန်ပီယံချက်စီအသင်းကိုနှစ်ကြော့ပေါင်4-2နဲ့အနိုင်ယူပြီးကာရာဘောင်ဖိုင်နယ်တက်လန်းသွားပြီဖြစ်ပါတယ်။အာဆနယ်တို့ကတော့ဒီနေ့မှာလက်စားချေစရာရှိတာခြေပြလိုက်ပြီးဆီမီဖိုင်နယ်ကျင်းညာဆိုကိုခြေပြလိုက်တာနဲ့သူတို့ရဲ့ဖလားလန်းကြောင်းဟာခရီးအတော်လေးလာပါနေပါတယ်။မနစ်တုံကလည်းမနိုင်ခဲ့တဲ့အသင်းတွေအားလုံးကိုဒီနေ့မှာအနိုင်ယူပြထားပြီးလက်စားချေကဏ္ဍကိုအောင်မြင်ထားပါတယ်။ဆီမီဖိုင်နယ်ဆိုရင်လည်းအာဆနယ်တို့ကမကြော်တာအတော်လေးကိုကြာပါပြီ။2020-2021မှာဘီလာရီယက်ကိုယူရိုပါလစ်ဆီမီဖိုင်နယ်မှာရှုံးတယ်။2021-2022မှာလီဗာပူးကိုအခုလက်ရှိကာရာဘောင်ကက်ဆီမီဖိုင်နယ်မှာရှုံးတယ်။2024-2025မှာမနစ်တုံကနယူကာဆယ်ကိုကာရာဘောင်ကက်ဆီမီဖိုင်နယ်မှာရှုံးပါတယ်။မနစ်တုံကပဲ PSG အသင်းကိုချန်ပီယံလစ်ဆီမီဖိုင်နယ်မှာထက်ရှုံးပါတယ်။အဲ့တော့ဒီနေ့မှာချက်စီတို့ကိုအနိုင်ယူလိုက်တာကနေပေါင်းများစွာတည်တက်နေတဲ့ဆီမီဖိုင်နယ်ကျင်းစာစိုးကြီးကိုလက်ပလေးပဲခြေဖြတ်နိုင်လိုက်တာပါ။ပရီးမီးယားလိမှာဆိုရင်လည်းအာဆနယ်အသင်းဟာအဆင့်1နေရာမှာ6မှတ်အကွာနဲ့ရပ်တည်နေပါတယ်။မန်စီးတီးလေးခဏခြေချော်နေတာကြောင့်ဒီနေ့ပရီးမီးယားလိဖလားဟာအာဆနယ်အတွက်လို့ပြောလို့ရပါတယ်။အဲ့ဒါအပြင်ချန်ပီယံလိမှာလည်းအဆင့်1နေရာနဲ့ရပ်တည်ပြီး16သိန်းအဆင့်ကိုတက်လန်းသွားပြီဖြစ်ပါတယ်။ FA ဖလားမှာလည်း round 4 ထိတက်လန်းသွားပြီမို့အာဆနယ်အသင်းဟာဒီနေ့မှာတော်တော်လေးအခြေအနေကောင်းနေပါတယ်။ဖလားလဲလုံးလင်းချောင်းပေါ်မှာပုံစံကောင်းအနေနဲ့ရောက်နေတာကြောင့်တခါမှမရဘူးတဲ့ချန်ပီယံလိဖလားကိုအာဆနယ်တို့ဒီနေ့မှာယူရင်အကောင်းဆုံးအချိန်ပါပဲ။အာဆနယ်တို့ဒီနေ့ဖလားလဲလုံးယူနိုင်မလားဆိုတာကိုမလီမှာမှန်းသွားခဲ့ပါအောင်နော်။အားလုံးကိုအဆုံးထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။